မင်္ဂလာပါကလေးလေးတို့ရေဆီယမအိမ်မို့ဖြစ်ပါတယ်ဒီနေ့မှာတော့ကိုဦးဇာနီဆိုတဲ့အာဇာနီနေ့အထိမ်းအမှတ်ကဗျာလေးကိုတာတာမီမီလေးတို့အတွက်ရွတ်ဆိုပြမှာပဲဖြစ်ပါတယ်ကဲအားလုံးပဲတည်တည်ချာချာလေးနားထောင်ကြည့်ကြရအောင်နော်ကိုဦးဇာနီမောင်မဲလေးတို့တီးဖို့ရာကောင်းဆောင်ကိုဦးရှိခဲ့တာထိုပုဂ္ဂိုလ်ဟာပထမဗိုလ်ချုပ်တစ်ကစားနိုင်ငံအတွက်ဂုဏ်ထူးဆောင်နိကဦးအောင်မောင်ဗိုလ်ချုပ်နဲ့ဆိုညီနောင်ရင်သုံးကဦးပါဝင်လူမျိုးအတွက်သတ်ဆွရှာသခင်များကလေးနေရာတိုင်းပြည်အတွက်ဆိုရှိကရငါကဦးရာဇတ်နေချေများကိုတွန်းလှန်နိုင်6ကမန်းပါခိုင်ရာဇဝင်မှာတောက်ပြောင်ဝင်းခုနှစ်ဆက်ဆန်ထုံးရှီရောက်မြောက်တဲ့ထိုပုဂ္ဂိုလ်ဒီတို့ဥပချိုတတ်တော်ဆောင်နေစာနီသွေးရဲဘော်ကူမောင်ထွေအတပိလို့တွားခဲ့သည်ကိုဦးအာဇာနီကပ္ပါတီတွေတို့မမေဇူလိုင်19နေ့ဒီကဗျာလေးကိုတော့ကဗျာဆရာကိုမြင့်ကရေးဆက်တည်ကုန်းထားတာပဲဖြစ်ပါတယ်ကလေးလေးတို့အတွက်ဆရာမကပြန်လဲပြီးတော့မျှဝေပေးလိုက်ပါတယ်နော်